လက်ထဲသွားရင်လည်းသူမဘူးပြီးဘူးလည်းမသိဒါနဲ့အမမင်္ဂလိတဲ့ယောက်ကဘာသာမလဲကြိုက်တာလူလူရဲ့နော်အဲ့လိုပြောကလတ်ထဲကိုသွားတာကလတ်ကိုအသက်တည်ရပေါ့ဘလို့မျိုးလဲအသက်60နှစ်တီသွားတယ်ကလတ်အမေအဲ့ဒါမှဘာကြီးလုပ်လဲကလတ်ထဲမှာဘာဒီလူလူရလဲဆိုဘာကြီးလုပ်လဲအဲ့ချူချူတယ်မှာတွေ့ရလားစားလို့ရတယ်ဟောစားလို့ရတယ်ပြီးတော့တောက်လို့ရတယ်ဘာတွေတောက်တာဟမ်အရပလေးနေဟုတ်လို့လားဟုတ်တယ်အရပလေးနေဒီရလောက်တော့လို့ဘူးသွားတာကာမမောင်းနိုင်တော့ဩအဲ့လိုဖြစ်သွားတာဩအသေးတာတွေ့ရပေါ့အစားလို့လည်းရတယ်အဲ့ထဲမှာပြီးတော့ဘာလုပ်လို့ရကလတ်လို့ပြောရလားသူတို့ကအဲ့လိုခေါ်တာပြီးတော့ဘာဖြစ်လဲဆက်ပြောမမေဘာပြောပြချင်တာလဲမမဝေသားမမောင်လေးရတယ်အဲ့လိုပြောရလားအဲ့ဒါဘာသူပြောရလဲအဲ့စကားဘာသူပြောတာဟမ်တူလီအဲ့လိုပြောတာဟုတ်လားဘယ်လိုပြောတာမမဝေသားမဘာသူကလဲမောင်လေးရလားအဲ့လိုလားဘယ်လိုလဲဘယ်လိုပြောမောင်လေးကမမဝေသားမမုတ်တယ်မစားပဲနဲ့အဲ့လိုမျိုးလားအဲ့ဒါမမဘာပြောလဲအဲ့မမပြောလားဘာသားမပြောအိမ်မမပြောလားအိမ်မမပြောလားဘာပြောလဲအိမ်မမဟမ်ဘာပြောလဲမောင်လေးငရေပြီးပူပြီးမဲ့တော့အဲ့လိုပြောမောင်လေးကငရဲပြီးပူပြီးမဲ့တော့လို့ပြောတယ်တဲ့သိလားပြောပြလိုက်အဖဘာမှမသိဘူးပြီးပြီအဲ့လိုပြောရလားပြီးပြီမဟုတ်ဘူးလေအဲ့လိုပြောတာလားလို့အသက်ကမမေဘာပြောပြချင်တာလက်ပြီလို့မဟုတ်ဘူးငရဲပြီလို့နတ်ပြီလို့မဟုတ်ဘူးငရဲပြီလို့ပြောတာဟုတ်တယ်နော်ကလတ်ထဲသွားရင်လည်းသူမဘူးပြီးဘူးလည်းမသိဒါနဲ့အမမင်္ဂလိတဲ့ယောက်ကဘာသာမလဲကြိုက်တာလူလူရဲ့နော်အဲ့လိုပြောကလတ်ထဲကိုသွားတာကလတ်ကိုအသက်တည်ရပေါ့ဘလို့မျိုးလဲအသက်60နှစ်တီသွားတယ်ကလတ်အမေအဲ့ဒါမှဘာကြီးလုပ်လဲကလတ်ထဲမှာဘာဒီလူလူရလဲဆိုဘာကြီးလုပ်လဲအဲ့ချူချူတယ်မှာတွေ့ရလားစားလို့ရတယ်ဟောစားလို့ရတယ်ပြီးတော့တောက်လို့ရတယ်ဘာတွေတောက်တာဟမ်အရပလေးနေဟုတ်လို့လားဟုတ်တယ်အရပလေး